ငွေလောင်းတင်လားရှင်ဗျာ လုံးဝကိုမလောင်းတဲ့ကိစ္စနော်ဒါအချင်းချင်းဟောနေရတဲ့ကိစ္စပဲတခြားအချိန်တူတာတဲ့ဒီအချိန်သူပို့ဆိုးပါတယ်ဘာလို့ဆိုတော့တိတ်ထဲမှာအခုမှဦးစင်းလေးကကမ္ဘာသာဖတ်ပြီးတော့ဘာအဘမှမသိသေးဘူးအကက်ကိုဖြူစင်ဖွေးနေတယ်နော်တကယ်ဆရာတော်ကြီးတွေထက်တော့ဖြူရပြောလို့ရဘာလို့ဘာမှမလုပ်ရသေးဘူးအခုမှမွေးလာတာလေတင်ရနေအခုမှကမ္ဘာသာဖတ်လို့အခုမှရဟန်းဖြစ်ဘာလို့ဘာမှမလွန်ကျူးရသေးတဲ့ဦးစင်းသစ္စာဆက်အဲ့ဒီဦးစင်းသစ္စာဆက်ကိုငွေတွေလောင်းကြတယ်ဆိုတော့အသစ္စာဆက်ကိုဝိုင်းတီလာဖြစ်တယ်လို့ဖြစ်သွားတာလေနော်ဖြူနေတဲ့ပုံကိုမဲအောင်ဝိုင်းလုပ်လိုက်ကြတာပဲစိတ်တုပ်လိုက်ကြတာပဲနော်အဲ့တော့တိမ်စင်းလောင်းငွေလောင်းချင်းတီတာဖြူစင်နေတဲ့ဦးစင်းအသစ္စာဆက်ကလေးကိုတီလာဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားတိမ်စင်းလောင်းပွဲမဟုတ်တော့တီလာဖြတ်ပွဲဖြစ်သွားတာနော်အဲ့တော့မှခေါ်ချင်တာတီလာဖြတ်ပွဲပဲအဲ့တော့လောင်းကြကြတော့ပတ်စံလောင်းမှမဟုတ်ဘူးလေနော်တခြားသွားတဲ့ဈေးသွားတဲ့တန်စာအုပ်စသည်တွေလည်းလောင်းလို့ရတာပဲလေနော်ငွေလောင်းမှတိမ်စင်းလောင်းတော့မှမဟုတ်တာအဲကြောင့်ဒီလိုတိမ်စင်းလောင်းပွဲမဟုတ်တော့ဘဲနဲ့တီလာဖြတ်ပွဲတောင်ဖြစ်သွားတာနော် ဒါဆိုရင်ရှင်ဗျာယဟန်လေးတိမ်မှာဆိုတိမ်တန်ကရှိရပါရှင်ဗျာအပား100လောက်အပား50ပဲဖြစ်အပား30ပဲဖြစ်ဒါပေမဲ့တပည့်တော်တို့ဘက်ကလည်းသူတို့လိုအပ်တာလေးကိုလည်းလှူချင်တယ်ရှင်ဗျာလှူချင်တော့ငွေလည်းလှူချင်တယ်ရှင်ဗျာအဲ့ဒါဆိုရင်ဘလို့ဆက်ဆက်နဲ့တန်ဃာတိုင်းကိုလောင်းရင်ဘလို့တင်းတော်အောင်လောင်းတင်လဲရှင်ဗျာ အဲ့ဒါကစာရွက်ကလေးတွေလောက်ရတာလေဦးဇင်းတို့ဖောက်တယ်ဘာလို့မှလည်းတစ်ခါတလေလုတ်တတ်ပါတော့ကွန်ပျူတာနဲ့စာစီလိုက်တယ်လေအပား100ဆိုအပား100စားပေါ့နော်အဲ့တော့1000တန်မှဖြစ်ပေါ်လာတော့တပတ်1000ထုတ်ရှင်နေပေါ့1000တန်မှဖြစ်ပေါ်လာတော့ PC လေးပါကိုကပ်ပြရအကြောင်းကပ်ပြရဘာလို့လဲဥရှုဆိုရင်ဥရှုထံမှာအလူခံကြပါဗျာဆိုပြီးတော့စာလေးကွန်ပျူတာစာစီလိုက်ပြီးတပတ်တွဲလောင်းလိုက်ပေါ့အဲ့ဆိုရင်ဒါအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားအလူခံလို့ရသွားပြီငွေကိုဆရာတော်စီမလောင်းတော့ငွေကိုကပ်ပြစီမှာအပ်လိုက်တယ်အပား100စားအတွက်ကိုဒါကပ်ပြစီမှာအပ်လိုက်တယ်ကပ်ပြကိုလည်းတစ်ခါတည်းထွက်လိုက်တယ်ဒီတိမ်စင်းတိမ်တက်တဲ့တန်ဃာတွေအတွက်တပတ်1000ကျွန်တော်တူပါလဲဆိုကပ်ပြအပ်လိုက်တင်ဆရာတော်တွေကိုအဲ့စာရွက်ကလေးကပ်လိုက်ပေါ့နော်တိမ်စင်းမှာဆရာကလေးလောင်းပေးလိုက်အဲ့ဒါဆရာတော်တွေကဒီစာရွက်ကလေးကြည့်လို့ဒီတခါကြီးဒီတို့ကို PC လေးပါ1000နဲ့လူထားတယ်ကပ်ပြစီမှာလူခံလို့ရပြီဆိုအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားလူခံလို့ရတာ ဒါဆိုရင်အားလုံးအဆင်ပြေရ အဆင်ပြေတာပေါ့အဲ့ဒါနီးလန်းနေရရှိပြီလားလူတွေကမသိတာရမလုပ်တာရပေါ့နော်